အားလုံးပဲမင်္ဂလာပါကျွန်တော်ရှိုး channel ရနေပြီးတော့ကျွန်တော်ရဲ့အကူတွေမတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောနေ့လည်ခင်းတွေကိုအားလုံးပဲပိုင်ဆိုင်နိုင်ကြပါစေเนาะစိတ်တော်တိုင်းကိုပါလို့ကဆန္ဒတွေအားလုံးပဲတလုံးလို့ပါပြည့်စုံပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေလို့ဥစွာပထမကျွန်တော်ရဲ့ channel လေးရနေပြီးတော့ကိုတွေမတွေအားလုံးတော့ကိုစုမကောင်းလေးတောင်းပေးလိုက်ပါတယ်တော့ဒီနေ့မှာဆိုရင်လည်းကျွန်တော်တို့ထပ်ပြီးတော့အဆင်ပြေခဲ့ပြီဒီဗီဒီယိုဖိုင်လေးရဆိုရင်လည်းဒါကျွန်တော်တို့ဒီနေ့19ရက်ပွဲသိမ်းနေ့တောက်ကြနေ့ညနေ4:00နာရီခွဲတော့ကိုလာရောက်ပြီးမျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အကိုတွေမတွေအားလုံးပဲအခုမှမြင်လို့ဝင်ကြည့်တဲ့အကိုတွေမတွေအားလုံးကဒီနေ့ဒီချိန်ထိကိုတစ်ချိန်တစ်ပွဲမှအဆင်မပြေသေးဘူးဆိုတဲ့အကိုတွေမတွေအားလုံးပဲဝင်လာပြီဆိုရင်ဗီဒီယိုဖိုင်လေးဒီအချိန်လေး3မိနစ်လောက်ပဲကြာမှာဖြစ်တဲ့အတွက်အချိန်လေး3မိနစ်ကိုဗီဒီယိုငွေတရားကုန်အောင်မနှက်မျောပဲနဲ့အစားနဲ့အဆုံးလေးတေချာလေးကြည့်သွားပြီနောက်တစ်ခုအနေနဲ့ကကျွန်တော်ခုမျှဝေပေးမဲ့ကဏ္ဍလေးအားလုံးကိုတေချာလေးယုံကြည်နဲ့လိုက်ပြီးတော့ဆော့ပေးပါကျွန်တော်တနင်္လာနေ့ရနေပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်ထိကိုကျွန်တော်6ချိန်ဇက်တိုက်ကိုကျွန်တော်တို့အဆင်ပြေလာခဲ့ပြီเนาะဒီမနက်မှာဆိုလဲကျွန်တော်တို့50ဆိုတဲ့ကဏ္ဍလေးနဲ့ထပ်ပြီးတော့အဆင်ပြေခဲ့ပြီပေါက်လိုက်တယ်ရလိုက်တဲ့အကိုတွေမားတွေအားလုံးကပေါက်ကြီးလေးတွေမှန်းပြီးတော့အားပေးခဲ့လို့ရပါတယ်ကျွန်တော်အခုကဏ္ဍလေးတွေမခေါ်ပေးခင်လေးမှာကျွန်တော်အများနဲ့ပြောနေလို့ပဲဒီကောက်ကလေးဒီအကောက်တစ်ကလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အကိုတွေမားတွေအားလုံးကဝင်လာပြီဆိုရင် channel လေးကို subscribe ကလေးနှိပ်ပါ like လက်မလေးတွေထောင်ထားမယ်comment လေးတွေမှာ okay မင်္ဂလာပါစသဖြင့်အားလုံးပဲမှန်းပြီးတော့အားပေးခဲ့လို့ရပါတယ်เนาะဘာဖြစ်ဖြစ်ကျွန်တော်ရဲ့ကဏ္ဍလေးတွေကို like ဆုံးမယ်ဆိုတဲ့အကူမများအားလုံးဘက်ကယုံကြည်မှုတစ်ခုเนาะအဲ့တိုင်းရတစ်ခုထားပေးဖို့တော့လိုအပ်ပါတယ်ကျွန်တော်အခုကဏ္ဍလေးတွေခေါ်ပေးမယ်မမှတ်မိဆိုတဲ့အကူတွေမတွေအားလုံးပဲဘေးနားမှာစာရွက်ကလေးနဲ့ဘောပင်လေးနဲ့ယူထားပေးပါမှတ်မိတဲ့အကူတွေမတွေအားလုံးကလည်းကဏ္ဍလေးကိုတေးသေးချာလေးလိုက်ပြီးတော့မှတ်သွားပေးပါကျွန်တော်တို့19ရက်12လ2025ကျွန်တော်တို့ပွဲသိမ်းတောက်ကြနေညနေ4:00နာရီခွဲအတွက်မှာအကောင်းဆုံးမဖြစ်မနေထိနေရမယ်ကီးနေနေရကျွန်တော်တို့2-4ခွန်ဆိုတဲ့ကီးပဲဖြစ်ပါတယ်ကိုတွေမားတယ်အားလုံးရှိမှကျွန်တော်မြဲနေပြောနေလို့ပဲဝိုင်းချင်းရှိမယ်ကီးရှိမယ်လုံးမှန်ရှိမယ်တွဲကြိုက်တာနဲ့တွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါပတ်သီးနေနေကျွန်တော်2-4ပတ်သီးကိုရွေးထုတ်ထားတယ်เนาะ2-4ပတ်သီးကျွန်တော်အနေနဲ့ကတော့ပတ်သီးကိုမပတ်စေချင်တော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ပွဲသိမ်းနေရောက်နေဖြစ်တဲ့အတွက်เนาะဒါပေမဲ့ပတ်သီးသီးသန့်ဆောတဲ့ကိုတွေမားတွေအားလုံးလည်းရှိပါတယ်ပြီးတော့မှကျွန်တော်အကြိုက်ဆုံး main ပတ်သီးတစ်လုံးပြန်ပြီးရွေးထုတ်ပေးမယ်ကျွန်တော်2နဲ့ပတ်သက်ရင်ပတ်သီးရ2-4เนาะ2နဲ့ပတ်သက်ရင်20ရဲ့2က2ခွန်ရဲ့2-9ရဲ့20 2-2 2ခွန်2-9ပဲဖြစ်တယ်ဒါ2နဲ့ပတ်သက်ရင်အဓိကထားပြီးထိုးရမယ်ကဏ္ဍလေး4ခွက်ဖြစ်တယ်4နဲ့ပတ်သက်ရင်40ရဲ့44ရဲ့4ခွန်ရဲ့49ရဲ့เนาะ40 44 4ခွန်49ဆိုတဲ့ကဏ္ဍလေးတစ်ပဲဖြစ်ပါတယ်ဒီကဏ္ဍလေး8ခွက်ကိုပတ်သီးမပတ်နိုင်ဘူးပတ်သီးပတ်ဖို့အဆင်မပြေဘူးဆိုတဲ့အကိုတွေမတွေအားလုံးကဒီကဏ္ဍလေး8ခွက်ကိုအဓိကထားပြီးတော့ကစားပါထိပ်စီးနေနဲ့ပို့ပြီးတော့ကစားသိချင်တယ်ထိပ်စီးလိုင်းလေးပို့ပြီးတော့အကောင်းတယ်မိန်ပတ်သီးတစ်လုံးပတ်ချင်တဲ့ကိုဒီမားတွေအားလုံးတော့ကတော့ကျွန်တော်ဒီညနေမှာနှစ်ပိုင်လေးကိုကြိုက်ပါတယ်เนาะတစ်လုံးပိုင်ပတ်သီးလေးဒီကျွန်တော်နှစ်ပိုင်ကိုကြိုက်တယ်နှစ်နဲ့ပတ်သက်ရင်ကျွန်တော်29ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းဖြစ်ပါတယ်เนาะနှစ်နဲ့ပတ်သက်ရင်29ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းမှာကျွန်တော်တို့4နဲ့ပတ်သက်ရင်49ဆိုတဲ့ကဏ္ဍလေးစီတစ်ခွက်ကောင်းမှာကဲအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့ဒီမနက်ကလိုပဲဒီညနေမှာလည်းထပ်ပြီးတော့အဆင်ပြေကြပါစေအားလုံးပဲပေါက်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။တော့ရဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ။